1989 တရညလာဆန်း17 ရက်2023 ခုနှစ်အောက်တိုဘာလ25 ရက်ဗုဒ္ဓဟူးနေ့ည၌အွန်လိုင်းမှာဟောကြားအပ်သောအလုံးကိုစွန့်လွတ်နိုင်မှဆင်းရဲဒုက္ခကုန်ပြီအကြောင်းတရားဒေသနာတော်ရသော်ပြာကသုတ်တန်တစ်ခုမှာတပ္ပံအဘိသနာအလုံးကိုသိရမယ်တပ္ပံအဘိသနာအလုံးကိုသိရမယ်တပ္ပံပရိစ္ဆာနာအလုံးကိုပိုင်းခြားသိနိုင်ရမယ်တပ္ပံဝိရဇယဝိရာဇယအလုံးပေါ်မှာတွေ့တာမှုကင်းရှင်းစေရမယ်တပ္ပံပါဇဟံအလုံးကိုစွန့်လွတ်နိုင်ရမယ်အဲ့ဒါမှဘဘောဒုက္ခခရယဆင်းရဲဒုက္ခကုန်ဆုံးမှုအတွက်ဖြစ်နိုင်မယ်ဆိုတော့ကမြတ်စွာဘုရားအာသနာတော်မှာဘုရားဟောကြားတဲ့တရားတွေကတန်တရားတွေမှာကျုံတွေ့ရတဲ့ဆင်းရဲဒုက္ခတွေကိုအဆုံးသတ်ဖို့ပဲဖြစ်တယ်ပေါ့နော်အဆုံးသတ်ဖို့ဖြစ်တယ်အဲ့ဒုက္ခတွေကိုအဆုံးသတ်ဖို့ဆိုလို့ရှိရင်တော့အလုံးကိုသိရမယ်အလုံးကိုစွန့်လွတ်နိုင်ရမယ်ဒီလိုဆိုလိုတာနော်အလုံးကိုမစွန့်လွတ်နိုင်သေးဘူးဆိုရင်ဒုက္ခကုန်မှုမရသေးဘူးအဲ့တော့ဒီနေရာမှာဒုက္ခဆိုတာဘာကိုပြောတာလဲဆိုတော့သင်္ခါရတရားတွေကိုပြောတာယံကိစီဝိရိတံသဗ္ဗတမေသဗ္ဗံဒုက္ခဝိရိတခံစားချက်အလုံးဟာဒုက္ခတနည်းအားဖြင့်ပြောမယ်ဆိုရင်သဗ္ဗေသင်္ခါရဒုက္ခတန်တရားထဲမှာရှိတဲ့သင်္ခါရတရားတွေမှန်သမျှဒုက္ခပဲဒုက္ခသစ္စာလောကမှာရှိတဲ့ခန္ဓာ၅ပါးယုံနာတရားတွေအဒုက္ခသစ္စာပဲအဲ့ဒီဒုက္ခသစ္စာကိုဖန်တီးပေးနေတဲ့ဒုက္ခကိုဖန်တီးပေးနေတဲ့တဏှာကိုသမုကိရိတာရိကံတွေကိုသမုဒိယသစ္စာဒုက္ခနဲ့သမုဒိယနှစ်ခုမဖြစ်တော့တာကိုនិရောဓသစ္စာမဖြစ်အောင်လှုပ်ဆောင်ရမယ်နိလန်ကဘဂသစ္စာတော့သစ္စာလေးပါဆိုအဲ့တော့မြတ်စွာဘုရားဒီနေရာမှာသဗ္ဗံပိသနာပရိစ္ဆာနာဝိရာဇယပါဇဟံဘဘောဒုက္ခခရယတန်ရုပ်ပါဠိတော်မှာဒီသုတ်တန်တစ်ခုရှိတယ်တခြားသုတ်တန်တွေလည်းရှိသေးတယ်ဒီပုံစံဟောတာနော်အဲ့တော့ဒီသုတ်တန်ကိုနားလည်ပဲဆိုလို့ရှိရင်ဝိပဿနာလုပ်ငန်းစဉ်ကိုမြတ်စွာဘုရားဟောတာပဲဖြစ်တယ်အဲ့တော့မြတ်စွာဘုရားဟောတာတဲ့ဝိပဿနာလုပ်ငန်းစဉ်တွေအများကြီးပဲသုတ်တန်တွေထဲမှာရှုမှတ်ရမယ့်တရားတွေကလည်းပဲအကုန်လုံးတိတိကျကျဟောကြားထားတာဖြစ်တယ်အဲ့တော့သဗ္ဗံပိသနာအလုံးကိုအမှန်ကန်သိရမယ်သဗ္ဗံပရိစ္ဆာနာအလုံးကိုပိုင်းခြားသိရမယ်သဗ္ဗံဝိရာဇယအလုံးပေါ်မှာတွေ့တာမှုပြတ်ဆဲရမယ်သဗ္ဗံပိအဘိပါဇဟံအလုံးကိုဆိုလို့နိုင်ရမယ်ဓမ္မတာပဘောဒုက္ခခရယဒုက္ခကုန်ဆုံးမှဖြစ်နိုင်တယ်လို့ဆိုလို့ပေါ့နော်အဲ့တော့ဒါတွေမသိသေးသမျှမစွန့်လွတ်နိုင်သေးသမျှဒုက္ခကုန်ဆုံးတဲ့ဒုက္ခនិရောဓဒုက္ခခရဆိုတာဒုက္ခនិရောဓပဲဒုက္ခនិရောဓဆိုတာနိဗ္ဗာန်ပဲလေဆိုလိုတာကနိဗ္ဗာန်ရောက်ချင်ဒါရိစွန့်လို့ရမယ်လို့ပြောတာလူတွေကတမ္မာအပြင်သာဘုန်းကြီးတို့တွေဣရမေပုံညာနိဗ္ဗာန်တပစ္စယောလို့နိဗ္ဗာန်ရဲ့ထောက်ကူဖြစ်ပါစေလို့ဆုတောင်းနေကြတာဖြစ်တော့လည်းပဲနိဗ္ဗာန်ရဲ့သဘောကိုသိဖို့လိုတယ်ပေါ့
ဒုက္ခကုံဆုံးသွားတာနိဗ္ဗာန်ပဲသစ္စာလေးပါးနဲ့ပြောလို့ရှိရင်တန်တရားထဲမှာဒုက္ခထိုဒုက္ခကိုဖြစ်စေတဲ့အကြောင်းတရားကဒုက္ခသမုဒယအဲ့ဒီနှစ်ခုနဲ့ပဲနေကြတာဒုက္ခနဲ့ဒုက္ခသမုဒယနဲ့နေကြတာဒါကြောင့်ဒါကိုပဝတ္တိသစ္စာလို့ခေါ်တယ်တန်တရားထဲမှာဖြစ်နေတဲ့သစ္စာလူတိုင်းဟာဘာရတာတော့ဆိုဒုက္ခရတာယုံနာရတာဒုက္ခရတာဘဝရတာဒုက္ခရတာသူစင်ပြေနေတဲ့အခါကျတော့ဒုက္ခလို့မထင်ဘူးလေသူကသို့တော့ဒုက္ခဆိုတဲ့သဘောတရားဟာလူတွေကပြောဖို့ပြောနေရအပြိုးဆုံးရှိတယ်နော်မကောင်းတာလုပ်ပြီးပြောတာများတယ်ကောင်းတာလုပ်တဲ့လူလည်းမပြောရဘူးလားဥပမာပရာဟိတတွေလုပ်တယ်ပြောနေကြတယ်ရှိတ်သားတွေသွားတယ်တရားစခန်းတွေဝင်တယ်မပြောကြဘူးလားပြောတယ်တရားပွဲတွေသွားနာတယ်တရားနာတယ်မပြောဘူးလားပြောတာပဲဒိဋ္ဌာတွေလေပြောတဲ့စိတ်တော့ရှိတာပေါ့ပြင်းပဲလုပ်နေစိတ်ကြည်နတ်နေတယ်ပြောရဲဆိုတာစိတ်ချမ်းသာမှုရနေတာပဲစင်ပြေနေတာအဲ့တော့မြတ်စွာဘုရားတတိပေးတာကကာမဂုဏ်အာယုန်နေနဲ့မပြောဖို့ပဲတတိပေးတာကာမဂုဏ်အာယုန်နေနဲ့ပြောလို့ရှိရင်ကိလေသာတွေလွှမ်းမိုးမှုခံရမယ်ကိလေသာလွှမ်းမိုးထားတဲ့စိတ်ဟာဘယ်တော့မှအမှန်ကမသိတော့ကိလေသာတွေရဲ့ချုပ်ကိုက်မှုအောက်ရောက်သွားတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဟာအသိဉာဏ်ကင်းမဲ့သွားအသိဉာဏ်ကင်းမဲ့သွားသည့်အတွက်ကြောင့်သူလုံးသမျှအလုံးတွေဟာကုသိုလ်ဆိုတာပဲဖြစ်တော့အကုသိုလ်တွေများလာအကုသိုလ်တွေပဲဖြစ်လာအဲ့ဒါကဆိုကြပေးတာနော်အကုသိုလ်ဖြစ်မှာဖြစ်မဲ့လမ်းကိုရောက်သွားနိုင်တယ်ဒါကြောင့်မလို့အကုသိုလ်နဲ့မပြောမိအောင်မြတ်စွာဘုရားအတ္တိပေးတာပဲဖြစ်တယ်တတိဝတ္တကတတိကိုလွတ်မထားနဲ့ကိုယ်ဘဝအခြေအနေကိုယ်ကိုသိနေအကုသိုလ်နဲ့မပြောနဲ့ကုသိုလ်နဲ့ပြောလို့ရတယ်စိတ်ကောင်းနှလုံးကောင်းနဲ့ကောင်းတဲ့အလုပ်တွေကိုပြောလုပ်ပြီးတော့ပြောနေကြတယ်လူတွေသူတို့လည်းပြောတာပဲလေအဲ့တော့စိတ်ချမ်းသာမှုရတာကိုပြောတာလို့ခေါ်တာပဲအဲ့ဒီမှာအဲ့ဒါကိုရွေးချယ်ပြီးတော့တတိနဲ့နေပြီးတော့ပြောတာဟိုစိတ်ညစ်နေတာကိုပြောတာမဟုတ်ဘူးနော်လူတိုင်းဟာစိတ်ညစ်တယ်ဆိုတာရှိမယ်ခဏပဲလေပြီးရင်တော့တစ်ခုနဲ့တော့ပြောအောင်အဲ့တော့ဓမ္မရတိလို့ခေါ်တဲ့တရားနဲ့ပြောမွေးမှုကာမရတိဆိုတဲ့ကာမဂုဏ်အာယုန်တွေနဲ့ပြောမှုအဲ့ဒီပြောမှုနှစ်ခုတည်းပဲတပ္ပရတံရတိဓမ္မရတိစိနာတိဓမ္မရတိဆိုတဲ့တရားနဲ့ပြောမှုကပြောမှုအလုံးကိုလွန်ချိုအနိုင်ယူနိုင်တယ်လို့ဆိုတယ်။ဘာလို့လဲဆိုပြစ်ကင်းတာနော်ထာဝရပြောနိုင်သွားတယ်။ကျန်တဲ့ကာမဂုဏ်အာယုန်နေနဲ့ပြောတာကစိတ်ညစ်စရာပါလာတယ်တော့ကပြောပြီးတော့စိတ်ညစ်စရာပါလာတယ်။ဥပမာဖဲရိုက်ပြီးတော့ပြောတယ်အရက်တောက်ပြီးတော့ပြောတယ်။မကောင်းတဲ့ဒုစရိုက်တွေနဲ့ပြောတယ်။ပြီးရင်နောက်ကပြဿနာတဲ့ဖဲရိုက်လို့ဖဲနိုင်တာပြောတယ်ဖဲရှုံးပြီဆိုရင်ဖဲနိုင်တယ်ဆိုတဲ့ကမှာရှုံးတဲ့ကောင်ကဒုက္ခပေးတတ်တယ်နော်အပြောကြီးမရနိုင်ဘူးသူကတော့ဖဲဆိုင်ရှုံးတဲ့လဲကြတော့လဲဆင်းရဲဒုက္ခကြောင့်အရက်တောက်တယ်တောက်တော့ပြောကြတယ်ရံဖြစ်ကြတယ်ကွဲကြပြဲကြသူတတ်မှုတွေဖြစ်သူတို့ပြောရွှေမှုတကယ်ပြောရွှေမှုအစစ်မဟုတ်ဘူးခိတ္တကနာတွေပဲပြောတယ်အဲ့ဒါမျိုးနဲ့မပြောဘူးပဲလို့တယ်ပေါ့မြတ်စွာဘုရားဟောတာအဲ့ဒါမှမြတ်တာဟောပေးတာပါမြတ်တာအကျိုးရှိတဲ့ပြောခြင်းနဲ့ပြောလို့တော့ရတယ်အဲ့ဒါတွေကဒီတတိထားရမယ့်အချက်တွေပေါ့နော်အဲ့လိုဆိုလိုတာပေါ့အဲ့တော့လောကမှာအမှန်တရားကိုသိပြီးတော့ဘဝမှာကိုရထားတာကဒုက္ခဘာကြောင့်ရတာလဲဆိုရင်ကိလေသာကြောင့်ရတာအဲ့ဒါကိုပဲအမှန်တရားအကြောင်းနဲ့အကျိုးဒုက္ခသစ္စာသမုဒယသစ္စာလို့ပြောတယ်ဒါတို့ဟောခေါ်လိုက်တာအရှိတိုင်းပြောရင်ဒုက္ခသမုဒယဒုက္ခဆိုတာကျဉ်းစရာမကောင်းတဲ့ဘဝ
ဒုက္ခသမုဒိယဆိုတာအဲ့ကျင့်တတ်ဆရာမကောင်းတဲ့အခြေအနေတစ်ခုကိုရထားတာသို့မဟုတ်ဒုက္ခဆိုတာသင်္ခါရတရားတွေကိုရထားတာလောကီသင်္ခါရတရားတွေကိုရဒုက္ခသမုဒိယဆိုတာအဲ့ဒီသင်္ခါရတရားသင်္ခါရတရားဆိုတာခန္ဓာ၅ပါးပဲယုံနာနှစ်ပါးပဲအဲ့တော့ယုံနာနှစ်ပါးဒုက္ခအဲ့ဒီဒုက္ခရထားတာကိလေသာကြောင့်ရတာအဲ့တည်းပဲအဓိကတဏှာဆိုပြီးတော့ဒုက္ခသမုဒိယအဲ့ဒီနှစ်ခုနဲ့နေကြအဲ့တော့ဒုက္ခကိုဖယ်ရမှာလားသမုဒိယကိုဖယ်ရမှာလားလို့ဆိုမြတ်စွာဘုရားကတပည့်တော်ကြတရားဟောတော့ငရေရှင်းထားတာနော်ဒုက္ခချုပ်အောင်မလုပ်ရမလဲဒုက္ခនិရောဓကိုရခြင်းမလုပ်ရမလဲလို့မြတ်စွာဘုရားဟောတော့ယောတတ္တယေဝတတယအတိတဝိရာကောသာကောပတိနေတဲ့ကောမုဒ္ဒိနာဒုက္ခကိုဖြစ်ပေါ်စေတဲ့တဏှာကိုပယ်ပါလို့ပြောလိုက်တာအကြောင်းတရားကိုတတ်မှအကျိုးရရတယ်နော်ယောဂပြောက်ခြင်းယောဂဖြစ်ခြင်းအကြောင်းကိုပဲရှာရမှာဖြစ်တယ်ရှာပြီးတော့ယောဂဖြစ်စေတဲ့အကြောင်းကိုပဲရှာမှယောဂဆောက်ပြောက်တယ်အဲ့လိုဆိုလို့ပေါ့နော်အကြောင်းကိုပဲဖယ်ရှာတာအကြောင်းကိုဖယ်ရှာလိုက်ရင်အကျိုးကလို့အကြောင်းနဲ့အကျိုးဆိုတွဲဖက်တာပဲအမြဲတမ်းအဲတွဲဖက်နေတဲ့နေရာမှာဥပမာတပည့်ကြီးတွေပဲကအရေးထိုးနေတယ်နေဘူးမရဘူးအဲ့ဒီအရေးကိုမလို့ခြင်းဘူးတပည့်မလဲပဲနဲ့အရေးကတော့ရှိနေမှာပဲနော်တပည့်ခေါ်လိုက်မှအရေးကပြောင်းအရေးမလို့ခြင်းဘူးတပည့်တော့လို့ခြင်းတယ်ဆိုမရဘူးအဲ့တော့တပည့်ကထိုးနေတဲ့အရေးဆိုဒီတပည့်ကိုပဲခေါ်ရဖြစ်တယ်အဲ့တော့ပဲပေါ့နော်ဒုက္ခကိုပေးနေတဲ့ကိလေသာသမုဒိယအကြောင်းတရားတွေကိုဖယ်ရှားလိုက်ပါဒုက္ခဆိုငြိမ်းသွားတယ်အဲ့ဒီဒုက္ခငြိမ်းတဲ့အနေထားတစ်ခုကိုဒုက္ခនិရောဓလို့ခေါ်တာအဲ့ဒီဒုက္ခនិရောဓရောက်ဖို့နိလန်ကတော့ဒုက္ခនិရောဓကပိဋိပฏิပဒါဆိုတဲ့ကျင့်စဉ်တစ်ခုပဲအခုဒီသုတ်တန်ဟောတာမြတ်စွာဘုရားအဲ့ဒီကျင့်စဉ်ကိုဟောတာနော်ဘယ်လိုပဲဖြစ်ဖြစ်ဒုက္ခခရလို့ခေါ်တဲ့သင်္ခါရဒုက္ခတွေအလုံးကုန်ဆုံးတဲ့သို့မဟုတ်ဘဝမှာဘဝဒုက္ခဝတ္တဒုက္ခကိလေသာဒုက္ခဆိုလူမှာပြဿနာတွေကိုဖြစ်ပေါ်စေတတ်တဲ့ဒုက္ခမှန်သမျှကုန်ဆုံးဖို့အတွက်ကအလုံးရမလဲတပ္ပံအပိသနာအလုံးကိုသိအောင်ကြိုးစားတယ်တပ္ပံပရိသနာအလုံးကိုပိုင်းခြားသိအောင်ကြိုးစားလို့ဆိုစကလုံးလေးကကျဉ်းကျဉ်းလေးပဲအဘိဇာနာဆိုတာဘာကိုပြောတာလဲနော်အဘိဇာနာရဲ့အဓိပ္ပာယ်ကအဘိထူသောဉာဏ်ဖြင့်ဇာနာသိရမယ်အလုံးကိုထူသောဉာဏ်ဖြင့်သိရမယ်အဲ့ဒါဘာပြောတာတော့ဆိုဝိပဿနာတရားအထုတ်တဲ့ကမှာညာတပရိညာဆိုတာရှိတယ်အဲ့ညာတပရိညာကိုပြောတာညာတပရိညာဆိုတာအလုံးဆိုတာရှုပ်တရားနံတရားဒီနေရာမှာအလုံးဆိုတာဒီအလုံးဆိုတဲ့စကားနဲ့ပတ်သက်ပြီးတော့သိရအလုံးဆိုတာဘာကိုပြောတာလဲတပ္ပဆိုတဲ့စကားလုံးကိုသုံးတယ်မြတ်စွာဘုရားတပ္ပအလုံးစုံအလုံးဆိုတာ၄မျိုးရှိတယ်တဲ့နော်အလုံးလို့ပြောတဲ့အခါမှာ၄မျိုးခွဲခြားနားလဲရမယ်ခွဲခြားနားလဲရမယ်၄မျိုးကဘာလို့ဆိုတပ္ပကိုနှစ်ထပ်ကွမ်းပြောလိုက်တာတပ္ပအလုံးနဲ့အလုံးအကျယ်ဆုံးအလုံးအကျုံးမဝင်တာတစ်ခုမှမရှိဘူးအလုံးနော်တပ္ပဆိုတာအလုံးတွေကိုခြုံထားတဲ့အလုံးအကုန်လုံးကျော်တယ်အဲ့ဒီတပ္ပဆိုတာဘာလို့ဆိုသဗ္ဗညုတဉာဏ်ရဲ့အာယုံဖြစ်တဲ့ညီရဓမ္မအလုံးကိုဆိုလို့တယ်အဲ့တပ္ပကြတော့အဲ့ဒါကြတော့သဗ္ဗညုတဉာဏ်နဲ့ပါအလုံးဆိုတာသိနိုင်တယ်ဒါမို့လောကဆိုတာအကုန်လုံးသိတဲ့လူဆိုတာဘုရားမှာတပါမရှိဘူးနော်အကုန်လုံးသိတယ်တပ္ပနေယယံကိစီနေယတပ္ပသိစရာအရာခတ်သိမ်းအလုံးတပ္ပလို့ခေါ်တယ်အဲ့ဒါကတပ္ပတစ်ခုနောက်တစ်ခုကတော့စတုပုမကဓမ္မ
ဘုံ၄ပါးဆိုတာဘာပြောတာတော့ဆိုကာမဘုံရူပဘုံအရူပဘုံလောကုတ္တရာဝဋ္ဌဘုံနော်စတုပုမကစာဘုံ၄ပါးလို့ပြောတာဘုံ၄ပါးဆိုကုန်ပြီ၄ပါးမှမရှိတော့ကာမဘုံရဲ့ရူပဘုံရဲ့အရူပဘုံရဲ့လောကုတ္တရာဝဋ္ဌဘုံရဲ့အဲ့ဒီဟာကိုအာယတနာတပ္ပလို့ခေါ်တယ်နောက်တစ်ခုကတေဘူမကဓမ္မလောကုတ္တရာမပါဘူးဘုံသုံးခုနဲ့ဖြစ်တဲ့တရားဟုသမျှဘုံသုံးပါး၌ဖြစ်တဲ့တရားဟုသမျှဘုံသုံးပါးဆိုတာကာမဘုံရူပဘုံအရူပဘုံတေဘူမဆိုတာအဲ့ဒါနော်ဘုံသုံးပါးမှာဖြစ်တဲ့တရားအဲ့ဒီတရားအလုံးကိုတက္ကယတပ္ပလို့ခေါ်တယ်တက္ကယတပ္ပခဏရှိတဲ့တပ္ပအလုံးနောက်ဆုံးတစ်ခုကတော့ဘာလို့ပိစ္ဆာရမဏမတ္တာအာယု၅ပါးရူပယုတတ္တယုကန္တယုရတ္တယုဖုဒ္ဓဘာယုဆိုတဲ့အာယု၅ပါးနော်ကာမဂုဏ်အာယု၅မျိုးအစဉ်တန်နာရတာအထိတွေ့အဲ့ဒါကိုပဋိသတပ္ပလို့ခေါ်တယ်ပရိသဆိုတာအကုန်လုံးမဟုတ်ဘူးအစိတ်ပိုင်းတစ်ခုလို့ပြောတာနော်အဲ့လိုပြောတာအဲ့တော့မြတ်စွာဘုရားကဒေသနာတော်တွေမှာတပ်ပံလို့ပြောလိုက်လို့ရှိရင်ပဲတပ်ပါလေဒါရွေးချယ်ရမယ်နော်အခုဒီသုဒ္ဓမှာတပ်ပံလို့ပြောလိုက်တာဘာကိုပြောတာတော့ဆိုအမှန်ပုဂ္ဂိုလ်တရားအနေနဲ့အကုန်လုံးသိနိုင်လားလို့ဆိုအကုန်လုံးတော့မသိနိုင်ဘူးသိပြီးတော့အဓိကတော့ကိလေသာပယ်ဖို့ပဲဒါတွေပေါ်မှာကိလေသာကုန်ရမယ်လို့ပြောတာနော်အကုန်လုံးအသေးစိတ်သိဖို့ဆိုတာတော့ဝိပဿနာကိုအလုံးရှုနိုင်တယ်ဆိုတာရှင်သာရိပုတ္တရာပဲရှုတာဒါရှင်သာရိပုတ္တရာတောင်ကြံနေသေးတယ်နော်ဒေဝတဉ္ဇနာတဉ္ဇနာကြတော့အနုပါဒနဲ့ရှုတာအနုပဒဝိပဿနာဆိုတာရှိတယ်ရှင်သာရိပုတ္တရာကျန်တဲ့ပုဂ္ဂိုလ်တွေကတစ်စိတ်တစ်ပိုင်းမဲ့ရှုပြီးတော့ကျန်တဲ့တွေကထိုနည်း၎င်းနဲ့ပါသွားတာအကုန်သိဘယ်မှသိကိလေသာလွတ်ဖို့ပဲအဓိကပဲဒီနေရာကသိပြီးတော့ကိလေသာပြုတ်သွားရင်နောက်တနေရာလည်းပြုတ်တာပဲနော်နောက်တနေရာလည်းပြုတ်တယ်အဲ့ဒါကြောင့်မလို့ဒီနေရာမှာရည်ညွှန်းတာမြတ်စွာဘုရားကတပ္ပံအဖိစာနိတပ္ပံအာရဏဆိုတဲ့အလုံးစုံအာရဏတပ္ပကိုသိအောင်လုပ်ရမယ်အဲ့တော့သိအောင်လုပ်ရမယ်ဆိုတော့ဘယ်လိုသိတာတော့လို့ဆိုညတပရိညာအနေနဲ့သိရမယ်တရားသဘာဝအနေနဲ့တရားမဟုတ်ဘူးဓမ္မတတတာဖြစ်တယ်ဆိုတာသိရအဲ့တော့ဘယ်ဟာတွေတော့မေးလိုက်လို့ရှိရင်ကိုယ်တဏ္ဍမှာရှိနေတဲ့အရာတွေလောလောပြောရင်မျက်စိနဲ့ပတ်သက်တာ၅ခုနားနဲ့ပတ်သက်တာ၅ခုနှာခေါင်းနဲ့ပတ်သက်တာ၅ခုလက်ရနဲ့ပတ်သက်ပြီးတော့၅ခုကိုယ်ကာယနဲ့ပတ်သက်တာ၅ခုမနဆိုတဲ့ဘဝင်စိတ်နဲ့ပတ်သက်တာ၅ခုအဲ့30ကိုပြောတာနော်အဲ့ဒါတွေကိုဒီနေရာမှာတပ်ပါလို့ဆိုလို့တယ်ဒါတွေကလူတွေမှာမရှိဘူးလားဆိုရှိတယ်ကဲအဲ့တော့မျက်စိနဲ့ပတ်သက်ပြီးတော့၅ခုဆိုတာပါလေလူတိုင်းမျက်စိဆိုတာသိနေကြတယ်မျက်စိဆိုတာလောကဝါဒနဲ့ပြောလိုက်လို့ရှိရင်မျက်စိကြီးတစ်ခုလုံးကိုဒီနေရာမှာစက္ခုလို့ဆိုလိုက်လို့ရှိရင်မျက်စိကြီးတစ်ခုလုံးကိုဆိုလိုတာတဲ့ကဉ္ဇဏ်ဖြစ်တတ်တဲ့စက္ခုပတာရမျက်စိအကြည့်တက်ကလေးကိုဆိုလိုတယ်ပေါ့ဒါပေမဲ့ဒီအကြည့်တက်လေးကသူထီးနေလို့မရဘူးကျန်တာတွေနဲ့ရောနေတာရောနေတာခွဲခြားလို့မရတော့ရောနေတာတွဲနေတာအဲ့ကြောင့်မို့လို့အဓိကကတော့အကြည့်တက်ကိုဥဆောင်ပြီးပြောပြမယ်လို့အလုံးရောထားတဲ့အရာတစ်ခုမျက်စိရှိတယ်အဲ့ဒီမှာမျက်စိမှာလာပြီးတော့ထ
င်ဟတ်တဲ့အဆင့်အာယုံရှိတယ်အဲ့ဒီနှစ်ခုဆုံလိုက်တဲ့အခါမှာမြင်သိစိတ်ဆိုတာရှိတယ်မြင်သိစိတ်ပေါ်လာတဲ့နောက်မှာအာယုံနဲ့စိတ်နဲ့ဆက်သွယ်ပြီးတဲ့ဖတ်တာဆိုတာပါလာတယ်နော်အဲ့ဒီဖတ်တာကြောင့်ဖြစ်တဲ့စိတ်ခံစားမှုဒုက္ခဒုက္ခအဒုက္ခမဒုက္ခဆိုတဲ့ဝေဒနာ၃မျိုးပါလာတယ်၅မျိုးအလုံးနော်အဲ့တော့လူတိုင်းမှာဒါရှိတယ်လူတိုင်းမှာရှိတယ်ရှေ့ပိုင်းနှစ်ခုကကွဲပြားခြားလာတယ်နောက်ဟာတွေကပုံစံတူသွားတယ်ပုံစံတူလို့ဒါပဲလားလို့ဆိုမဟုတ်ဘူးနော်စက္ခုဝိညာဉ်နဲ့သောတာဝိညာဉ်ကတစ်ခုစီမျက်စိပေါ်မှာဖြစ်တဲ့စိတ်နဲ့နားပေါ်မှာဖြစ်တဲ့စိတ်ကတစ်ခုစီမျက်စိမှာဖြစ်တဲ့စိတ်ကပြောင်းပြီးတော့နားပဲပြောင်းပြီးဖြစ်တာမဟုတ်ဘူးနှာခေါင်းပြောင်းပြီးတော့ဖြစ်တာမဟုတ်ဘူးမျက်စိမှာဖြစ်တဲ့စက္ခုဝိညာဉ်စိတ်သည်သူ့အကြောင်းနဲ့သူဖြစ်တာဖြစ်တယ်အဲ့ဒီစိတ်သည်သောတာဝိညာဉ်ဖြစ်တာမဟုတ်ဘူးလို့ဆိုလို့တယ်နားကအတန်ကြားပြီးတော့ကြားတဲ့သောတာဝိညာဉ်စိတ်ဆိုတာသူ့အကြောင်းနဲ့သူဖြစ်တာစက္ခုဝိညာဉ်စိတ်နဲ့သူနဲ့တူသလားဆိုမတူသို့တော့စိတ်ဆိုတဲ့သဘောတရားအနေနဲ့အတူတူပဲဒါပေမဲ့ဒီစိတ်မဟုတ်ဘူးနော်ဒီစိတ်မဟုတ်ဘူးမြေရည်တဲ့တောင်သွားပြီးတော့ရေတစ်ခွက်ခတ်တောက်ကြည့်လိုက်မြေရည်နောက်တစ်ခါထပ်ခါအဲ့ဒီရေဟုတ်သေးရလားစီးနေတာမဟုတ်တော့ဘူးလေနော်အဲ့ဒီမဟုတ်တော့နောက်ရေဖြစ်သွားပြီတော့အဲ့ဒီသဘောပဲဒီစိတ်လို့ပြောပြီးမဲ့ဒီစိတ်မဟုတ်ဒီစိတ်ကပြီးသွားပြီချုပ်သွားပြီအဲ့တော့စက္ခုဝိညာဉ်စိတ်သည်သောတာဝိညာဉ်စိတ်ဖြစ်တာမဟုတ်ဘူးကာဏဝိညာဉ်စိတ်စသည်ဖြစ်တာမဟုတ်ဘူးစက္ခုဝိညာဉ်စိတ်ကသူ့အကြောင်းနဲ့သူဖြစ်တယ်သောတာဝိညာဉ်စိတ်ကလည်းသူ့အကြောင်းနဲ့သူဖြစ်တယ်ကာဏဝိညာဉ်ဒီစိတ်တွေကသူ့အကြောင်းနဲ့သူဖြစ်ကြတာအကြီးပဲမျက်စိထဲမှာထင်လာတဲ့ရူပယုတ်နဲ့မထင်တဲ့ရူပယုတ်နှစ်ခုရှိတယ်မထင်တာလည်းရူပယုတ်ပဲထင်လာမှရူပယုတ်မဟုတ်ဘူးနော်သူကမျက်စိနဲ့သာကြည့်လို့ရတာမဟုတ်ဘူးသူ့ကိုဓမ္မယုတ်လို့မခေါ်လို့မရဘူးနော်မျက်စိထဲမှာထင်လာမှရူပယုတ်မထင်ရင်ရူပယုတ်မဟုတ်ဘူးလို့ပြောလို့မရဘူးသူကရူပယုတ်ပဲဥပမာမဲ့လူဝင်လူထွက်ဖို့တကားကြီးတတ်ထားတယ်ဒီတကားကိုပိတ်ထားတယ်လူဝင်လူထွက်မလုပ်ဘူးတကားဆိုတာဝင်မှုထွက်ဖို့ထားတာအဲ့တကားကအသေးပိတ်ထားတယ်အသေးပိတ်လိုက်တဲ့ကသူ့ကိုတကားလို့မခေါ်ဘူးဆိုတာမရှိဘူးတကားပဲနော်တကားဆိုတဲ့နာမည်ပြတ်သွားဘူးသူကလှုပ်သည်ဖြစ်စေမလှုပ်သည်ဖြစ်စေသူကိစ္စဆောင်ရွက်သည်ဖြစ်စေမဆောင်ရွက်သည်ဖြစ်သည်မျက်စိထဲမှာထင်ဟလာတဲ့အဆင့်အာယုန်ဒီမျက်စိထဲမှာပေါ်သည်ဖြစ်စေမပေါ်သည်ဖြစ်စေအဆင့်အဆင့်ပဲတည်တံ့သည်လို့ဒီလိုဆိုလို့ရပေါ့အဲ့တော့ဝိပဿနာအာယုန်အနေနဲ့နံပါတ်1ကအလုံးကိုသိရမယ်ဆိုရင်ဘာကိုသိရမှာတော့ဆိုမျက်လုံးကိုသိရမယ်မျက်လုံးထဲမှာထင်ဟလာတဲ့အဆင့်အာယုန်ကိုလည်းသိရမယ်နော်ထိုနှစ်ခုပေါင်းစပ်လာလို့ဖြစ်ပေါ်လာတဲ့စက္ခုဝိညာဉ်စိတ်မြင်သိစိတ်ဆိုတာကိုလည်းသိရမယ်ထိုမြင်သိစိတ်နဲ့အတူဖြစ်လာလို့မြင်သိစိတ်ကိုမိပြီးတော့ရှင်တွဲဖြစ်လာတဲ့ဖတ်တာဆိုတာကိုလည်းသိရမယ်ထိုဖတ်တာကြောင့်ဖြစ်လာတဲ့မြင်သိစိတ်နဲ့ပတ်သက်တဲ့ဖတ်တာကြောင့်ဖြစ်လာတဲ့စိတ်ခံစားချက်ကောင်းတယ်မကောင်းဘူးကျဉ်တ်တယ်မကျဉ်တ်ဘူးเนาะမြင်ပြီးတဲ့နောက်မှာအဲ့ဒီအာယုံဟာကိုယ်စိတ်ထဲမှာကျဉ်တ်တယ်မကျဉ်တ်ဘူးကိုယ်မှာအစဉ်ပြေတယ်မပြေဘူးအစဉ်ပြေတာလည်းမဟုတ်ဘူးအစဉ်မပြေတာလည်းမဟုတ်ဘူးဆိုဝေဒနာ၃မျိုးအဲ့ဒီဝေဒနာ၃မျိုးကလည်းမျက်စိနဲ့ပတ်သက်ပြီးဖြစ်လာတဲ့ဝေဒနာ၃မျိုးအဲ့တော့မျက်စိနဲ့ပတ်သက်ပြီးတော့ဒီလို၃မျိုးအလုံးပေါင်းရင်၅မျိုးရှိတယ်အဲ့ဒါကိုသိအောင်လုပ်ပါလို့ပြောတာမြတ်စွာဘုရားအပိသနာသိအောင်လုပ်ဆိုတာဘယ်လိုသိရမှာလဲစက္ခုယုတ်တရားတသက်တာဖြစ်တယ်မျက်လုံးဆိုတာယုတ်တရားသာဖြစ်တယ်ကံကြောင့်ဖြစ်တဲ့ယုတ်တရားတသက်ပြတာဖြစ်တယ်အစင်အာယုံဆိုတာကံစိတ်ဥဒုအာရအကြောင်း၄ပါးကြောင့်ဖြစ်လာတဲ့အစင်ယုတ်တသက်တာဖြစ်တယ်ငါမဟုတ်ဘူးဓမ္မတသက်တာဖြစ်တယ်
တဘာဝတဲ့ဓမ္မတွေရဲ့သဘောကိုသိတာအဲ့ဒါကိုညာတပရိညာလို့ခေါ်တယ်သူ့တဘာဝအတိုင်းသိရမယ်သိလိုက်သိတဲ့ကြောင့်ငါမဟုတ်ဘူးတတ္တဝမဟုတ်ဘူးငါဟာလည်းမဟုတ်ဘူးနော်တဘာဝတရားတသက်များတာဖြစ်တယ်မျက်စိသည်တဘာဝတရားတသက်များတာဖြစ်တယ်ဘသူကထုတ်လုပ်တာတော့ကံကထုတ်လုပ်တာဘသူတွေကထောက်ပံ့ပေးတော့စိတ်တို့ဥဒုတို့အာရတို့ကထောက်ပံ့ပေးတာရုပ်တရားရဲ့အကြောင်း၅မျိုးပြထားတယ်။ဘာတွေတော့ဆိုအဝိဇ္ဇာရဲ့တဏှာရဲ့ဥပါဒာရဲ့ကံရဲ့အာဟာရရုပ်တရားရဲ့အကြောင်းကို၅မျိုးပြအဝိဇ္ဇာတဏှာဆိုတာကအဝိဇ္ဇာတဏှာဥပါဒာအဲ့ဒီသုံးခုကကံကိုဖြစ်စေရတဲ့အကြောင်းတရားတွေအဲ့ဒီအဝိဇ္ဇာဆိုတဲ့အမှန်မသိမှုနော်တဏှာဆိုတဲ့တွေ့တာမှုဥပါဒံဆိုတဲ့ဆွဲလမ်းမှုအဲ့ဒါကိုအကြောင်းပြုပြီးဆိုလိုတာကိလေသာပဲရှုံပြောလိုက်ပြန်ဆိုကိလေသာပဲအဝိဇ္ဇာလည်းကိလေသာပဲတဏှာလည်းကိလေသာပဲဥပါဒံလည်းကိလေသာပဲဥပါဒံကြတော့တဏှာနဲ့ဒိဋ္ဌိနှစ်ခုအဲ့ဒီကိလေသာကိုကိလေသာကြောင့်ကောင်းမှုမကောင်းမှုတွေကိုလုပ်တယ်အဲ့ဒါကံနော်အကယ်၍အဝိဇ္ဇာတဏှာဥပါဒမရှိဘူးဆိုရင်ကံမဖြစ်ဘူးသူတို့ကြောင့်ကံဖြစ်တာဒါကြောင့်မို့သူတို့အကြောင်းနဲ့ထည့်ထားတာနော်ကံကိုဖြစ်စေတဲ့အကြောင်းတရားတွေအဲ့ဒါရဲ့ကံကြောင့်မျက်စိရတာနော်ကံမကောင်းအကြောင်းမလာတဲ့ပုဂ္ဂိုလ်တွေကပွေးတယ်မျက်စိပါမလားတတိကံလို့ခေါ်တာပေါ့မိခင်ဝါနဲ့မှာကံလာတာရှိတယ်ပေါ့အဲ့တော့စက္ခုကိုဖန်နေပေးတာကကိုဖန်နေတာလည်းမဟုတ်ဘူးကိုအမေကဖန်နေတာလည်းမဟုတ်ဘူးကိုဖေကဖန်နေပေးတာလည်းမဟုတ်ဘူးကံတရားကဖန်နေပေးတာဖြစ်တော့မျက်လုံးဟာငါလည်းမဟုတ်ဘူးငါဟာလည်းမဟုတ်ဘူးအကြောင်းတရားတိုက်ဆိုင်ပြီးတော့သူကသူဖြစ်လာတာဖြစ်တယ်သင်္ခါရတရားတသက်မြတာဖြစ်တယ်လို့တဘာဝတရားတသက်ကိုသိတာယတပရိညာပဲပထမအဲ့ဒီသိရနောက်အစင်းအာယုံဆိုတာဟာမျက်စိတွေမှာလာပြီးတော့ပေါ်တတ်တဲ့အရာမျက်စိကိုအမိပြုပြီးတော့ဖြစ်တဲ့စိတ်နဲ့သာသိနိုင်တယ်နားနဲ့မမြင်အောင်အစင်းအာယုံကိုနားနဲ့သိလို့မရဘူးနော်နားမှာမိပြီးတော့ဖြစ်တဲ့စိတ်ကအစင်းအာယုံကိုမသိဘူးအစင်းအာယုံကိုသိတာဟာမျက်စိကိုမိပြီးတော့ဖြစ်တဲ့စိတ်ကပါသိတယ်ဒါကြောင့်မို့မျက်စိမှာသာထင်ဟလာနိုင်တယ်နားမှာတော့မထင်ဟနိုင်ဘူးအဲ့တော့ရူပဆိုတဲ့အစင်းရုပ်ဟာမျက်စိတွေမှာမြင်တဲ့ကာလာတို့ဖုံးတို့ပေါ့အဲ့ဒီအစင်းရုပ်ဟာကံစိတ်ဥဒ္ဓဝါဒအကြောင်းလေးပြောကြောင့်ဖြစ်တာဖြစ်တယ်အဲ့ဒါလည်းပဲသူ့အကြောင်းနဲ့သူဖြစ်တာငါလည်းမဟုတ်ဘူးငါလည်းမဟုတ်ဘူးလို့သိတယ်မျက်စိမှာသာပေါ်လာလို့မျက်စိနဲ့သာသိနိုင်တဲ့ရုပ်တစ်မျိုးပဲဟောဒါသူတို့နှစ်ခုသိသူတို့နှစ်ခုကိုအမိပြုပြီးတော့နောက်ထပ်ပေါ်လာတဲ့တရားသူတို့မြင်သိစိတ်ကိုစက္ခုဝိညာဉ်လို့ခေါ်တယ်။ဘာကြောင့်စက္ခုဝိညာဉ်လို့ခေါ်တာတော့ဆိုမျက်စိကိုမှီပြီးတော့မျက်စိကထွက်လာတယ်လို့မျက်စိတွေကထွက်လာတဲ့သဘောနဲ့ဖြစ်လာတာမှန်တော့ထွက်လာတာမဟုတ်စီတီးလို့ရှိရင်စီတန်ကြားတယ်ကြားတဲ့အခါအဲ့ဒီတန်ကစီရဲထွက်လာတာလားဆိုမဟုတ်ဘူးနော်စီရဲထွက်လာတာမဟုတ်ဘူးစီတီးတဲ့ဒုက္ခထွက်တာလည်းမဟုတ်ဘူးအပြင်မှာရှိနေတာလည်းမဟုတ်ဘူးစီထဲမှာတူလောင်ထားလို့ထိလိုက်တဲ့ကမြည်လာတာလားအဲ့ဒီလိုလည်းမဟုတ်ဘူးရှိမနေဘူးလို့ဆိုလို့တယ်ပေါ့မျက်စိထဲမှာမြည်ပြူတဲ့မျက်စိကိုမြည်ပြူပြီးတော့ဖြစ်ပေါ်လာတဲ့စက္ကုဝိညာဉ်စိတ်သည်မဖြစ်ခင်ကမျက်စိထဲမှာသူတဏှာရမှာရှိနေသလားမရှိဘူးရှိနေတာမဟုတ်ဘူးအကြောင်းကြောင့်ပေါ်လာတာအဲ့ဒါကိုစိတ်ထဲမှာမရှင်းဘူးဆိုရင်မိချစ်ဖူနဲ့ကြည့်မိချစ်နဲ့ကြည့်လိုက်ဂက်စ်မိချစ်လေးကိုကြည့်လိုက်ဂက်စ်မိချစ်လေးတွေမှာမိရှိလားလူတွေကအိတ်ထောင်နဲ့ထည့်သွားကြတာပဲလေအိတ်ထောင်နဲ့ထည့်သွားပြီးတော့ secret တောက်ချင်တယ်ဆိုလို့ရှိရင်အဲ့ဒီမိချစ်လေးထုတ်ပြီးတော့ချစ်ကြမိဖြစ်မလားအဲ့တော့မချစ်ခင်ကမိရှိနေလားအဲ့ဒါမရှိဘူးเนาะဖြစ်ပြီးတော့လက်နဲ့ချစ်လိုက်တဲ့အခါမှာပြီးတော့ခလေးဖြစ်လာတာသို့တော့မိဖြစ်နိုင်တဲ့အနေအထားတွေအဲ့ဒါမှရှိတယ်နောက်ထပ်အကြောင်းတစ်ခုပေါင်းစပ်လိုက်တာနဲ့ဖြစ်သွားတယ်နောက်ဥပမာတစ်ခုကြည့်တရက်စီ
တရားရှိတယ်မှာတရားမြင့်ရှိသလားသို့မဟုတ်တရားပင်ရှိသလားတရားအရွက်တွေအကိုင်းခက်တွေရှိသလားတရားသီးတွေအဲ့ဒီမှာရှိလားမရှိဘူးအစိပဲရှိတယ်အဲ့ဒီအစိတွေကမရှိဘဲနဲ့ဘယ်လိုထွက်လာစဉ်းစားကြည့်ရမှာပြောတာတော့မျက်စိထဲမှာမြင်သိစိတ်မရှိဘူးဆိုတာအဲ့ဒီဥပမာနဲ့ကိုနားလည်အောင်ကြည့်ရမယ်ရှိနေတာမဟုတ်ဘူးစီထဲမှာစီတန်ကလည်းရှိနေတာမဟုတ်ဘူးတိလိုက်လို့ထွက်လာတာသာဖြစ်တယ်အကြောင်းကြောင့်ဖြစ်တယ်ဆိုတဲ့သဘောကိုပြောတယ်ဒါတခုနားလည်ရင်ကြတာတွေလည်းနားလည်သွားတယ်အဲ့တော့စကုဝိညာဉ်စိတ်တည်မျက်စိကိုမှီပြီးတော့ဖြစ်တာတော့ဟုတ်တယ်မျက်စိတွေကထွက်လာတာမဟုတ်ဘူးမျက်စိထဲမှာတဏှာရမှာအောင်းပြီးတော့တူလောင်ထားတာလည်းမရှိဘူးခုခေတ်လို install လုပ်ထားတာမရှိဘူးနော် install လုပ်ထားတာမရှိဘူးအကြောင်းတိုက်ဆိုင်မှာပေါ်လာတဲ့အရာသာဖြစ်တယ်ပေါ်ပြီးပြောက်သွားတယ်အဲ့တော့မြင်သိစိတ်ဆိုတဲ့စကုဝိညာဉ်စိတ်ကလည်းငါလည်းမဟုတ်ဘူးငါလည်းမဟုတ်ဘူးသူ့အကြောင်းနဲ့သူဖြစ်လာတာသူဖြစ်ပြီးတော့လည်းသူကသူရပ်တည်တာမဟုတ်ပြောက်သွားတာဒီလိုဆိုလို့လေနော်အဲ့ဒါကိုသိတာကိုအဘိဇာဏအလုံးကိုသိရမယ်ဆိုတာစက္ခုံအဘိဇာဏမျက်လုံးကိုသိရမယ်ဆိုတာအဲ့ဒါပဲမျက်လုံးဆိုတာယုတ်တရားတသက်တာဖြစ်တယ်ငါမဟုတ်ဘူးညာတပရိညာနဲ့သိတယ်အစင်းကိုသိတယ်ညာတပရိညာနဲ့သိတယ်ညာတပရိညာဆိုတာသဘာဝတရားကိုလက္ခဏာရှုတော့ကနေပြီးသဘာဝလက္ခဏာရှုတော့ကနေပြီးတော့သိတယ်အသိကိုဆိုလို့တယ်ပေါ့အဲ့တော့ဝိပဿနာတရားထုတ်ပြီးဆိုလို့ရှိရင်အဲ့သဘာဝအတိုင်းသိဖို့လိုတယ်ငါမဟုတ်ဘူးနော်မျက်စိကငါမဟုတ်ဘူးယုတ်တရားတသက်တာဖြစ်တယ်ငါဟာမဟုတ်ဘူးယုတ်တရားသာဖြစ်တယ်အစင်းအာယုံကလည်းငါမဟုတ်ဘူးယုတ်တရားတသက်တာဖြစ်တယ်စက္ခုဝိညာဉ်စိတ်မြင်သိစိတ်ကလည်းငါမဟုတ်ဘူးနံတရားတသက်တာဖြစ်တယ်စက္ခုဝိညာဉ်စိတ်နဲ့တွဲပဲလာတဲ့စက္ခုတံဖတ်တာနော်စက္ခုဝိညာဉ်နဲ့တွဲလာလို့စက္ခုတံဖတ်တာကျန်တဲ့သောတတံဖတ်တာတွေပါလေရှိလို့ကွဲသွားအောင်ပြောတာနော်မျက်စိကိုမိဖြစ်တဲ့ဖတ်တာအဲ့ဒါလည်းငါမဟုတ်ဘူးစက္ကဝိညာဉ်စိတ်ဖြစ်လို့ဖြစ်တာသူတို့ကအဲ့ဒီဖတ်တာနဲ့ကြုံတဲ့အခါမှာစိတ်ခံစားချက်ပေါ်လာတယ်စိတ်ခံစားချက်ကအာယုပေါ်မှာစိတ်ခံစားမှုဖြစ်လာတယ်ကိုမြင်ရတဲ့အစင်ကကျဉ်တ်တယ်ကိုမြင်ရတဲ့အစင်ပေါ်မှာမကျဉ်တ်ဘူးနော်စိတ်ထဲမှာကြိုက်တယ်မကြိုက်ဘူးကျဉ်တ်တယ်မကျဉ်တ်ဘူးဆိုတဲ့စိတ်ခံစားချက်လာတယ်အဲ့တော့အလုံးဟာ၅ခုဖြစ်သွားတယ်အဲ့ဒီ၅ခုစလုံးသူကလည်းသူ့ကိုသိရမယ်လို့ပြောတာဒါဝိပဿနာတရားထုတ်ရဝိပဿနာရဲ့အာယုဆိုတာတခြားရှာမှာမဟုတ်ဘူးကမ္မထန်ထိုင်သိဖြစ်စေမထိုင်သိဖြစ်စေမျက်နှလုံးဖွင့်ပြီးတော့မြင်လိုက်တာနဲ့ဒီ process ရှိတယ်ဆိုတာကိုတတိထားနေရမယ်တတိထားရင်သိတယ်နော်မျက်လုံးဖွင့်လိုက်တဲ့အခါမှာမြင်စရာအာယုကမျက်စိတွေရောက်လာတယ်အဲ့ဒါအမြင်မျက်လုံးနဲ့အဆင်အာယုဆုံတာပဲအဲ့ဒီမှာမြင်တယ်ဆိုတဲ့အသိစိတ်ပေါ်လာတယ်အဲ့ဒါနဲ့တစ်ဆက်တည်းဖတ်တာအာယုနဲ့စိတ်နဲ့ထိတွေ့သွားတယ်ထိတွေ့သွားတဲ့အခါမှာခုနစိတ်ထဲမှာဖြစ်ပေါ်လာတဲ့ feeling ဆိုတဲ့ဝေဒနာနော်အာယုပေါ်မှာကိုယ်ကြိုက်တယ်ဆိုလို့ရှိရင်ခံစားရဲဆိုရင်ဒုက္ခအာယုပေါ်စိတ်ကမကြိုက်ဘူးဆိုလို့ရှိရင်ဒုက္ခကြိုက်တာလည်းမဟုတ်ဘူးမကြိုက်တာလည်းမဟုတ်ဘူးဆိုလို့ရှိရင်အဒုက္ခမဒုက္ခစိတ်ခံစားရဝေဒနာတွေဖြစ်လာအဲ့ဒီ၅ခုစလုံးကိုသိဖို့လိုတယ်လို့ပြောတာနော်ပပံပိစနာဆိုအလုံးကိုအဲ့ဒီတိုင်းသဘာဝအတိုင်းသိရမယ်အဲ့တော့ယုံနဲ့နာဖြစ်တာပဲရှိတယ်နှစ်ခုစလုံးအဲ့တော့သစ္စာနဲ့ပြောမယ်ဆိုရင်ဒုက္ခသစ္စာတွေကြီးပဲကောင်းအဲ့တော့ကမ္မထာအထုတ်တယ်ဆိုတာဒုက္ခသစ္စာတွေဟာကိုကြည့်တာပဲကိုမျက်စိနဲ့မြင်တဲ့ချိန်လေးပါမြင်ခြင်း process တစ်ခုမှာစိတ်ဖြစ်စဉ်တစ်ခုအတိတ်တိုင်းသွားတာဒါတော့တော့သိရမယ်နော်နောက်တစ်ခါနားနဲ့ပတ်သက်တာနားရှိတယ်အယစကားနဲ့ပဲပို့နားလဲအောင်ပြောနားရှိတယ်နားရှိတိုင်းအတန်ကြားတာမဟုတ်ဘူးအတန်ပေါ်လာမှအတန်ကြားတာနားကအတန်မှလာထင်ဟပ်ပြီဆိုတဲ့ကမှအတန်ကြားတာနော်နားရှိတယ်နားတစ်ခုတည်းနဲ့အတန်ကြားတာမဖြစ်ဘူးနားရှိတယ်အတန်ကနားပေါ်မှာလာပြီးတော့ထင်ဟပ်လာတယ်ထိကြိုက်လာတယ်အဲ့ကြရင်ဇာတိစိတ်ဆိုတဲ့စိတ်ပေါ်လာတယ်
ဇာတိစိတ်နဲ့အတူအာယုန်နဲ့စိတ်တွေ့ပြီးတဲ့ဖတ်တာဆိုတာပေါ်လာတယ်အဲ့နောက်မှာစိတ်ခံစားချက်ကိုကြားတဲ့အတန်ကစိတ်ချမ်းသာစရာဆိုရင်ဒုက္ခစိတ်ချမ်းသာစရာမဟုတ်ဘူးဆိုရင်ဒုက္ခဟောဒီလိုလာတာနော်ချမ်းသာစရာလည်းမဟုတ်ဘူးမချမ်းသာစရာလည်းမဟုတ်ဘူးပုံမှန်အနေထားပဲဆိုရင်အဒုက္ခမဒုက္ခဝေဒနာတော့ကိုဖြစ်လာအဲ့ဒီမှာလည်းပဲတပ်ပံပိဿာနာအလုံးကိုသိရမယ်ဖြစ်လာတဲ့ဟာကိုအဲ့တော့ကမ္မထာအထုတ်တဲ့ဆိုတာကမြင်တဲ့အခိုင်လေးမှလည်းလှုပ်လိုက်နားတဲ့မှာအတန်ကြားတဲ့အခိုင်လေးမှလည်းပဲဒီကြားတဲ့အတန်ပေါ်မှာခုလို့ရှုမှလိုက်ဘယ်နှခုဖြစ်သွားလဲ9ခု5ခုဖြစ်သွားတယ်ဆိုတော့သိလိုက်အောင်နော်မျက်စိကြီးမိတ်ပြီးထိနေတဲ့ကဒါရှုဖို့ပြောတာမဟုတ်ဘူးမြင်တဲ့အချိန်မှာရှုအောင်မြင်လိုက်တဲ့အချိန်မှာအဲ့ဒီ process နဲ့သွားတာအဲ့တော့တရားဆိုတာပဲတရားမဆိုအထုတ်လို့ရတယ်လို့ပြောတာနော်တရားထိုင်ပြီးတော့မျက်စိမိတ်ပြီးတရားထိုင်နေပါတရားလို့ပြောတာမဟုတ်အဲ့ဒါသမာဓိလုပ်တာစိတ်တည်ကြအောင်လုပ်တာဝိပဿနာဆိုတာတရားတိုင်းမှာရှုတတိနဲ့ကြည်နေတာတမ္ပဇညာနဲ့ဆင်ញင်နေတာအဲ့ဒါဝိပဿနာပဲစိတ်အလုပ်ပဲဖြစ်တယ်နော်အဲကြောင့်မို့ကမ္မထာဆိုတာအပြည့်လုပ်နေတဲ့သဘောပဲဟိုထေရီကာဆိုတဲ့ထေရီမတယောက်အလောင်းမှာသူအားမတော်တဆအိမ်အောင်ကြာသွားသူအိမ်အောင်မပြုတ်ကြည့်ပဲမတော်တဆအိမ်အောင်ကြာတယ်ဆိုတာရှိသေးတယ်လေမတော်တဆအိမ်အောင်ကြာသွားတော့သူကတရားထုတ်ခြင်းဖះကြောင်သွားပြီးတော့မြဲတဲ့တရားနာတယ်တရားနာရင်သူကသောတာပန်ဖြစ်နေအဲ့သောတာပန်ဖြစ်နေတဲ့ပုဂ္ဂိုလ်ကတရားထုတ်တာမဟုတ်ဘူးမိဖို့ကြောင့်လည်းမှဟင်းချက်တာတော့သူပါမြင်လိုက်တော့ဆိုလို့ရှိရင်ဟင်းရွက်တွေကိုလက်ဆက်တွေရေးသေချာတန့်စဲအောင်ဆေးပြီးတော့ဟင်းရွက်ကိုကြော့မလို့တဲ့ဦးရဲထည့်လိုက်တယ်တဲ့ဦးရဲ့အပူမိရဲ့အောက်ကအပူနဲ့ဟင်းရွက်ကကြော်လိုက်တဲ့အခါခုနကစိမ့်ပြီးတော့လန်းလန်းဆန်းဆန်းဖြစ်တဲ့ဟင်းရွက်တွေကညှို့ကြပါမဲသွားတယ်ခုကိတူတွေရကဆိုရင်မမဲအောင်ချက်တဲ့တည်းရှိသေးတယ်နော်အစိမ့်လေးဖြစ်နေအောင်ချက်တဲ့တည်းရှိအဲ့တော့သူကအဲ့လိုဟင်းရွက်တွေကိုကြော်လိုက်တဲ့အခါမဲသွားတယ်အဲ့ဒါသူမြင်လိုက်တဲ့အခါကျတော့သူပါစဉ်းစားမိလို့ဆိုခုနကလန်းလန်းဆန်းဆန်းစိမ့်စုံနေတဲ့ဟင်းရွက်တွေကအခုမဲသွားငါခန္ဓာကိုယ်မှာရှိတဲ့ယုတ်တွေလည်းဒီတိုင်းပဲဗဟိတကိုကြည့်ပြီးတော့အစ္ဆဒကိုပြန်တွေးလိုက်တာနဲ့တပြိုင်တည်းအဲ့နာမှာဟင်းရွက်ကြော်ရင်ကနေအနာဂတ်ဖြစ်သွားတာရှိတယ်ဝိပဿနာဆိုတာအဲ့ဒါပြောတာနော်ဝိပဿနာလုပ်တယ်ဆိုတာနေရာတိုင်းမှာလုပ်လို့ရတယ်ကိုကတတိရှိနေဖို့နဲ့တမာတိတမ္ပဇညာရှိနေဖို့တမာတိတော့ကြည့်မလို့တမာတိအထုတ်တဲ့ဆိုတာအာယုန်တစ်ခုတည်းပေါ်မှာနေတာဝိပဿနာကအာယုန်တစ်ခုတည်းမှမဟုတ်ဘူးနော်အာယုန်တစ်ခုတည်းပေါ်မှာယက်ထားတာမဟုတ်ဘူးသို့တော့ကိုစဉ်းစားတဲ့အာယုန်ပေါ်မှာယက်တန်သွားတာလေတမာတိပဲကိုစဉ်းစားနေတဲ့ပေါ်မှာစိတ်ငြိမ်သွားတာလေတမာတိပဲဟိုသမထသမာဓိကြတော့အကြာကြီးထားတာဒါအကြာကြီးထားတာမဟုတ်ဒါကြောင့်မို့ခဏိကသမာဓိလို့ခေါ်တယ်မြင်လိုက်တဲ့အခိုက်ကလေးသိလိုက်တဲ့အခိုက်ကလေးသူသိလိုက်တယ်လေဆိုဟင်းချက်ရင်လည်းဝိပဿနာတရားအထုတ်ပြီးတော့မဖို့ရသွားကြပတ္တစာရီတို့ဘာတို့ယဟနာဖြစ်တယ်ဆိုတာလေအဲ့ဒီပုံစံပဲသူတို့ခြေတော်ကိုရေဆင်းရေးကနေပြီးတော့ပထမရေတစ်ခွက်လောင်းချလိုက်တယ်ရေစီကြောင့်ရေစီသွားတယ်ဒုတိယတစ်ခွက်လောင်းလိုက်တယ်ဒုတိယရေစီကြောင့်ကအဲ့ဒီတဲ့ကြောသွားတယ်နောက်တစ်ခါတတိယတစ်ခွက်လောင်းလိုက်တဲ့ကအဲ့ဒါပို့ပြီးတော့ဝေးသွားတယ်အဲ့ဒါကြည့်ပြီးတော့လူဆိုတာပထမအရွယ်ပါလဲသေးတယ်ဒုတိယအရွယ်ပါလဲသေးတယ်တတိယအရွယ်ခေါင်းနဲ့ရောက်လာတာဘာမြင့်ခေါင်းနဲ့ရောက်တာပိစိကဗုဒ္ဓဒီဆိုလို့ရှိရင်သိရွကြွေတာကြည့်ပြီးတော့ဝိပဿနာတရားအထုတ်ပြီးတော့ပိစိကဗုဒ္ဓဖြစ်သွားတာလေအဲ့ဒါဘာလို့ဆိုတတိရှိနေတယ်တတိနဲ့အတိရှိနေတာအဲ့တော့ဝိပဿနာနဲ့သမထနဲ့မတူဘူးဆိုတော့တတိထားဖို့လုပ်တယ်ပေါ့နော်သမထဆိုတာတော့အာယုတစ်ခုတည်းပေါ်မှာစိတ်ငြိမ်အောင်လုပ်နေရမယ်သမာဓိအဲ့ဒါသမထဝ
ဝိပဿနာဆိုတာတတိနဲ့အသိရှိနေရမယ်ဘာပဲဖြစ်ဖြစ်တခြားတွေးနေတာတတိမဲ့သွားတာပဲကိုတကယ်ဖြစ်နေတာကိုသိနေဖို့လို့တယ်ပေါ့နော်အဲ့ဒါကိုဆိုလိုတာကိုခန္ဓာကိုယ်နဲ့အဝင်ခွင်ကြဖြစ်နေတဲ့အသိထိုင်နေရင်ထိုင်နေတာသိတယ်နော်ထိုင်နေတဲ့အချိန်မှာဖြစ်နေတာကိုသိတယ်လမ်းလျှောက်နေလမ်းလျှောက်နေတာကိုသိတယ်ဘာကြောင့်လမ်းလျှောက်မှုဖြစ်တယ်ဆိုတာသိတယ်လမ်းလျှောက်နေတာကိုတခြားတွေလျှောက်တွေးနေတာတတိလို့ပြောတာမဟုတ်ဘူးနော်ဒါမှမဟုတ်ကာယကတတတိဆိုတာကိုယ်နဲ့ပတ်သက်နေတဲ့တတိကိုပြောတာအဲ့ဒီမှာနားနဲ့ပတ်သက်လာလို့ရှိရင်တော့မြင်တဲ့အခါမှာကြည့်လိုက်တဲ့အခါဟိုလေအတန်တစ်ခုကြားလိုက်ပြီဆိုလို့ရှိရင်နားဆိုတာသိတယ်အတန်ဆိုတာသိတယ်သိလိုက်တယ်နားနဲ့အတန်ဆုံလို့ဇာတိစိတ်ဖြစ်တယ်ဇာတိစိတ်ဖြစ်လို့ထိတွေ့မှုဖတ်တာဖြစ်တယ်အဲ့နာမှာနော်ဖတ်တာကိုအကြောင်းပြုပြီးတော့စိတ်ခံစားချက်ဖြစ်တယ်ဒါကနှာခေါင်းနဲ့အနံ့နှာခေါင်းရှိတယ်နှာခေါင်းနဲ့အနံ့ရောက်လာတယ်အများအားရောက်နေတာမဟုတ်ဘူးရောက်တဲ့အခါကြည့်ပေါ့တော့ရောက်တဲ့အခါမှာဖြစ်ခိုက်ကိုသိအောင်လုပ်လိုက်နှာခေါင်းထဲမှာအနံ့တစ်ခုရတယ်ပန်းနံ့ပဲဖြစ်ဖြစ်အပုပ်နံ့ပဲဖြစ်ဖြစ်ဟောနှာခေါင်းနဲ့အနံ့ဆုံလိုက်တဲ့အခါမှာအနံ့သိတဲ့စိတ်ဖြစ်လာတယ်ဖတ်တာဖြစ်လာတယ်ပြီးရင်ဝေဒနာဖြစ်လာတယ်နာလိုက်တာဆိုရင်ဒါဒုက္ခဝေဒနာပေါ့မှုေးလိုက်တာဆိုရင်ဒုက္ခဝေဒနာပေါ့ကိုကြိုက်လို့ရှင်ဟောအဲ့ဒီမှာလည်း၅ခုလူတွေကကော်ဖီတောက်လည်းဖြစ်တာပဲလေကော်ဖီတောက်ရင်စဉ်းစားကြည့်မနေ့ breakfast မှာကော်ဖီတောက်တယ်ဆိုတော့ကော်ဖီကြိုက်တဲ့လူတွေကကော်ဖီတောက်တယ်ကော်ဖီတောက်ရင်ပါရင်သိတော့ဆိုခုနအနံ့ရင်သိတယ်ပါစက်နဲ့တိတ်လိုက်တာနဲ့တပြိုင်တည်းကော်ဖီနံလေးကမှုေးလိုက်တာဆိုအဲဒုက္ခဝေဒနာဖြစ်သွားပြီကြားတဲ့ဟာတွေမသိလိုက်ဘူးနော်အဲ့တော့သိရမှာပါတော့ဆိုရင်နှာခေါင်းရယ်ကော်ဖီနံရယ်ပေါင်းစားလိုက်လို့သိတဲ့စိတ်ပေါ်တယ်သိနံသိစိတ်ပေါ်တယ်အဲ့ဒါနဲ့အတူဖတ်တာအာယုနဲ့စိတ်နဲ့ဆက်သက်တာပြီးတဲ့အခါကျတော့မှအနံ့ဒီသုံးခုပေါ်လို့သိတာဒီ၅ခုနော်ဒီ၅ခုတွေဟာကော်ဖီနံလေးမှုေးလိုက်တာဆိုဒါကဏ္ဍယုတ်ခုန၅ခုဖြစ်သွားရောအဲ့ဒါပါဇတ်ထဲမရောက်သေးဘူးနော်ကိုစားရင်ကြည့်လိုက်အဲ့ဒါကြောင့်မြတ်စွာဘုရားမုတေမုတ္တပတ္တလို့ခေါ်တာအဲ့ဒါကိုမျက်စိနဲ့နားကတော့ separate ပဲနှာခေါင်းတို့ရှားတို့ကိုယ်ကာယတို့ကြပေါင်းနေတာရောနေတာသူတို့ကအဲ့တော့ကော်ဖီတောက်တာလေးကိုကြည့်အနံ့ကိုယဉ်သိတယ်အဲ့တခါပါဇတ်ထဲမှာတောက်ချလိုက်ပြီဆိုတဲ့အခါမှာအရသာသိလားမသိသေးဘူးဘာယဉ်သိလို့ကော်ဖီကြီးကပူလိုက်တာဒါဖုဒ္ဓဘာယုံပဲပူတယ်ဆိုတာနေသောဖုဒ္ဓဘာယုံကော်ဖီရလည်းအေးနေပြီဒါယဉ်သိတယ်ပူတယ်အေးတယ်ယဉ်သိလိုက်တယ်နော်အဲ့ဒါကိုသတိထားပေးလိုက်တယ်အဲ့ဒါဖုဒ္ဓဘာယုံနဲ့ကာယနော်ကာယပတာရရဲ့ဖုဒ္ဓဘာယုံရဲ့လျှာမှာရှိတဲ့နော်ကာယပတာရရဲ့ဖုဒ္ဓဘာယုံရဲ့ပြီးတော့ထိတိစိတ်ရဲ့ဖတ်တာရဲ့ဝေဒနာရဲ့ဟောပူပူလေးကြိုက်တဲ့လူကအဲ့ဒါကြီးကိုတွေ့တဲ့အခါကျတော့မကြိုက်ဘူးဒုက္ခဝေဒနာနော်အဲ့ဒါမှကြိုက်ပြီးပူတာမကြိုက်တဲ့လူကျတော့ပူတာတွေ့ရင်ဒုက္ခဝေဒနာဟောရှော်လေ ice coffee တောက်သေးတာကိုအေးလေးတောက်ချင်တဲ့လူကရှိသေးတယ်အဲ့တော့အဲ့ဒီဟာတွေဖြစ်လာတာနောက်ဒါပြီးတော့မှအရာသာနောက်ဆုံးကျမှအရာသာလာတာပထမအနံဒုတိယကာယပတ္တရအထီတွေတတိယကျတော့မှအရာသာလာရှားတဲ့ရောက်တော့ကော်ဖီကြီးရတဲ့ခါလိုက်တာကပူချီနိုတို့နော် espresso တို့ဆိုရင်ဒါအခါရပေါ့ဘာအရာသာခံတာမသိဘူးအဲ့ဒီကော်ဖီရဲ့အရာသာတွေ့ရင်ဟောရှားရဲ့အရာသာရဲ့အရာသာသိတဲ့စိတ်ရဲ့ဖတ်တာရဲ့အခါမကြိုက်တဲ့လူကအခါဆိုရင်သူစိတ်ထဲမှာဆန့်ကျင်သွားတယ်ဒုက္ခဝေဒနာခါရလေးကိုကြိုက်တဲ့လူကြတော့ကောင်းလိုက်တာကော်ဖီကဒုက္ခဝေဒနာနော်
ချိုးရကြိုက်တဲ့လူကြတော့ချိုးလေးနဲ့မှဒုက္ခဝေဒနာခါရသူ့အတွက်ဒုက္ခဝေဒနာဖြစ်သွားတယ်အဲ့လိုဆိုလို့လားအဲ့ဒါကိုယ်တဏ္ဍမှာဖြစ်နေတာတွေကိုကိုယ်သိတာအဲ့ဒါကိုပြောတာမြတ်စွာဘုရားတပ္ပံအဘိဇာနာအလုံးကိုသိအောင်လုပ်ပါလို့ပြောတာဒါဝိပဿနာတရားအထုတ်တာပဲကော်ဖီတောက်ရင်လည်းအထုတ်လို့ရတယ်ဒါကိုနေပြီးပဲနေရာပြည့်အထုတ်လို့ရတယ်အဲ့ဒါကိုမုဒိမုဒ္ဓမတ္တနောက်တစ်ခါဝိညာတေဝိညာတမတ္တဆိုတာမျက်စိလည်းမပါဘူးနားလည်းမပါဘူးနှာခေါင်းလည်းမပါဘူးလျှာလည်းမပါဘူးကိုယ်ကာယလည်းမရှိဘူးဒါတွေနဲ့မဆက်သေးဘူးစိတ်ကူးရင်စိတ်ထဲမှာပဲဆက်တယ်မနေ့ကအကြောင်းအရာပြန်တွေးတယ်မြင်ခဲ့တာကိုပြန်တွေးတယ်မျက်စိတွေမှာပြန်မြင်လာတယ်နော်အဲ့ဒါရူပယုံမဟုတ်တော့ဘူးဓမ္မယုံမနေ့ကဘယ်သူနဲ့တွေ့ခဲ့တယ်ရံဖြစ်ခဲ့တယ်တော့မဟုတ်သူနဲ့ပြောပါစကားစမိပြောခဲ့တယ်အဲ့ဒါကြည့်ပြီးတော့ပြန်တွေးတာအဲ့ဒါကြတော့မနာနဲ့ဓမ္မယုံအတိတ်ဖြစ်သွားပြီမနေ့ကဖြစ်ပြတွေကိုပြန်တွေးတယ်သို့မဟုတ်နှစ်ဖြစ်ငါပါလို့ပဲဆိုပြန်တွေးတယ်နော်စိတ်ရဲ့ကိုတွေးတဲ့အာယုံရဲ့ပြီးရင်တွေ့သည့်စိတ်ရဲ့ဖတ်တာရဲ့ဝေဒနာရဲ့သူလည်းလာတာပဲကောင်းတာတွေ့ပြီးရင်ဒုက္ခမကောင်းတာတွေ့ပြီးရင်စိတ်ညစ်တယ်ဒုက္ခအဲ့တော့အလုံးဟာကြည့်လိုက်မယ်ဆိုရင်ဒီဣဇတိကာယရဏ6ပါးနဲ့ဘာဟိရယရဏ6ပါးအတွင်းအာယရဏ6ပါးအပြင်အာယရဏ6ပါးနှစ်ခုပေါင်းစပ်လိုက်တဲ့အခါမှာစိတ်တွေဖြစ်လာတယ်ဒါကြောင့်ဘုအာရဏကပြီးစောပိုင်းစိတ်ရဲ့ခြေကအဲ့ပြီးစောပိုင်းဖြစ်လာတဲ့အခါမှာထိတွေ့မှုဆက်သွယ်မှုဆိုတဲ့ဖတ်တာစိတ်ခံစားမှုဆိုတဲ့ဝေဒနာအဲ့လိုဖြစ်လာတယ်အလုံးပေါင်းကိုယ်ခန္ဓာကိုယ်မှာဝိပဿနာတရားရှုဖို့ရစားရင်လည်းဝိပဿနာအထုတ်လို့ရတယ်သွားရင်လည်းအထုတ်လို့ရတယ်ကိုယ်တတိကနဲ့ကိုပဲလို့တယ်ဒါကြောင့်မို့လို့တတိဆိုတာအပြည့်ရလိုအပ်တယ်လို့ပြောတာတတိပဋ္ဌာန်တရားဆိုတာအဲ့ဒါကြောင့်တတိပဋ္ဌာန်လို့ပြောတာနော်တတိကမေ့သွားရင်မရတော့ဘူးပေါ့ဒါတွေပဲသိမလဲအဲ့ဒါကိုမြတ်စွာဘုရားပြောတာတပ္ပံအဘိဇာနာအလုံးကိုသိပါပရိဇာနာဆိုတာကြတော့ဒီတဲ့အစင်းမြင့်တဲ့အသိဖြစ်သွားပြီခုနယုတ်တိနန္တိသိပြီးတော့အကြောင်းတရားကိုသိနောက်တစ်ခါပရိဇာနာဆိုတာတိရဏပရိညာကိုပြောတာတိရဏပရိညာဆိုတာမြဲသလားမမြဲဘူးလားဆိုတာကြည်ရမမြဲတာတွေ့တော့မမြဲတာကိုဆုံးဖြတ်နိုင်သွားတယ်အဲ့ဒါတိရဏပရိညာဝိရဇယံပဇဟံဆိုတာကြတော့ဒီမျက်စိနာနာလျာကာယထင်လာတဲ့အာယုတွေပေါ်မှာတွေ့တာမှုတဏှာကိုဖယ်ရှားလိုက်တယ်မတွေ့တာတော့ဒါတွေသိနေမတွေ့တာတော့အဲ့ဒါတွေပေါ်မှာယုတ်တရားတသက်တာဖြစ်တယ်နန္တရားတသက်တာဖြစ်တယ်ဆိုရင်မတွေ့တာတော့အဲ့ဒါကစွန့်လွတ်တာနော်စွန့်လွတ်ထားနိုင်တာအဲ့ဒါကြတော့ပဟာဒပရိညာလို့ခေါ်တယ်ပရိညာ၃ခုဒီမှာတော့အကျေပဲပြောတော့နော်အချိန်လဲစီးနေလို့အဲ့တော့အဲ့ဒီအလုံးကိုသိမှအလုံးကိုစွန့်လွတ်နိုင်မှဆိုတာအဲ့ဒီအလုံးမှာတွေ့တာတို့မုန်းတိတာတို့အဲ့ဒါတွေကိုစွန့်လွတ်တာပယ်တယ်ဆိုတာသူတို့မျက်စိကိုဖယ်ပြစ်တာမဟုတ်ဘူးနားကိုဖယ်ပြစ်တာမဟုတ်ဘူးအဲ့ဒီပေါ်မှာငါမျက်စိငါနားဆိုတဲ့အတွေ့အတာတွေမရှိတာကိုပြောတာမျက်စိကလည်းသူဖြစ်တာငါနဲ့လည်းမဆိုင်ဘူးငါလည်းမဟုတ်ဘူးဆိုတဲ့အသိနဲ့မျက်စိပေါ်မှာတွေ့တာတဲ့တဏှာမုန်းနေတဲ့တဏှာကိုစွန့်လွတ်လိုက်ရမယ်အဲ့ဒါတွေကိုစွန့်လွတ်နိုင်ပြီဆိုတော့မှဒုက္ခကုန်တာဖြစ်နိုင်တယ်လို့မြတ်စွာဘုရားဟောတာဖြစ်တယ်ပေါ့ဒါကြောင့်တရားချက်ကသူတော်စင်ပြိဿပေါ့လို့ဒီသုတ်တန်လေးမှာဟောလို့ရကအလုံးပေါ်မှာတွေ့တာမှုတွေကိုစွန့်လွတ်နိုင်မှဒုက္ခဆိုတာကလွတ်နိုင်တယ်ဒုက္ခလွတ်တဲ့ဆိုတာနိဗ္ဗာန်စွန့်လွတ်နိုင်မှနိဗ္ဗာန်ကိုရမယ်ဆိုတဲ့သဘောကိုမြတ်စွာဘုရားက message ပေးတာဖြစ်တယ်ဒါကြောင့်ဒီအတိုင်းဝိပဿနာတရားအထုတ်တဲ့အခါမှာတွေ့တာမှုတို့မုံတိမှုတို့ကင်းလို့အောင်ကြိုးစားအထုတ်နိုင်ကြပါစေကုန်သတည်းရှိတဲ့ခြားရ
လုံးဆိုပဲရှင်ဖေယဖရာတပည့်တော်တို့သည်ဓမ္မအတိညာရရှိမှသာလျှင်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ပါသောကြောင့်ဓမ္မအတိညာရရှိစေရန်ရှိတန်ကြလျက်ဓမ္မတပင်ဆင်ကျင်ပါပြုလုပ်ကြ၍အမတဒါနဓမ္မဒါနတရားလူတော်ကိုပေးလူကြပါကုန်၏တရားတော်မြတ်ကိုရွတ်သိလေးမြတ်စွာမမတ်တာသာအာယုန်ထားလျက်နာကြားကြပါကုန်၏တရားတော်မြတ်ကိုတတ္တဗဝတ္ထုအစုစုတို့ဖြင့်ပူဇော်ကြပါကုန်၏ယနေ့ယခုအထုပြုလို့ရသောဤကောင်းမှုဤကုသိုလ်စုစုသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့ဖြစ်ပါစေတည်းဤကောင်းမှုဤဖို့ပါကကိုအမိအဖအဖို့အဖွာဆွေမျိုးညာတိတို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏အထူးအဖြင့်ကွယ်လွန်သူဆရာကြီးဦးစိတ်ဦးအားကုသိုလ်အမြတ်ဝေငှပါကုန်၏သာသနာတော်ဆောက်တတ်လောကဆောက်တတ်တို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏31ဘုံကျင့်နေကုန်သောတုံးစုံများစွာတတ္တဝါတို့သည်ကုသိုလ်အမြတ်ကိုယ်စီရကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှဖျားချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်း